တောနက်ကြီးကိုဖျက်တမ်းကခီးဆက်နေကြပါတယ်လမ်းတစ်လျှောက်မှာတော့သူတို့နှစ်ယောက်ဟာ6နက်ကြီးတစ်ခုကိုတွေးလိုက်ရပါတယ်ဒါကြောင့်ကျိုးတရားတစ်စင်းကိုကိုယ်တိုင်ဆောက်ပြီးဖျက်ကူးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့တစ်ဖက်ကန်းကိုရောက်ခါနီးမှာပဲဂုတ်ဘေးဟာချော်ကျပြီး6ထဲကိုပြုတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာ Falcon တစ်ကောင်ကအချိန်မီလာကယ်ပေးလိုက်တာကြောင့်ဂိုဘီအသက်ရှင်သွားခဲ့ပါတယ်သူနောက်ကိုလိုက်သွားတဲ့အခါမမျှော်လင့်ပဲ Shanks နဲ့ပြန်တွေ့ရပါတယ် Shanks ကလည်းဂိုဘီကိုတွေ့ရတာအယံဝမ်းသာနေပြီး Falcon ဟာတစ်ချိန်ကကမ္ဘာအကောင်းဆုံးလေယာဉ်မောင်းတွေကတယောက်ဖြစ်ကြောင်းပြောပြပါတယ် Shanks က Silverwing ကနံပါတ်1ဆိုရင်ဒီဆရာကနံပါတ်2ပဲပြန်တန်းချင်ရင်သူ့စီကတင်ယူလို့အကြံပေးလိုက်ပါတယ်ဂိုဘီက Falcon ကိုဘယ်လိုခေါ်ရမလဲလို့မေးတဲ့အခါ Master လို့ပဲခေါ်လိုက်လို့ Shanks ကပြန်ဖြေပါတယ်တနေ့မနက်မှာတော့ဂိုဘီဟာ Master ကိုမနာရန်လိုက်ပူစာပြီးပြန်တန်းနဲ့တင်ပေးဖို့တောင်းဆိုပါတော့တယ် Master ကဘာမှမပြောဘဲဂိုဘီကို6ကန်းပါထိပ်ကိုခေါ်သွားပါတယ်ဂိုဘီကမတိသေးခင်မှာပဲတွန်းချလိုက်ပါတယ်ရုတ်တရက်အမြင့်ကြီးကနေပြုတ်ကျနေရတဲ့ဂိုဘီဟာအရန်ထိတ်လန့်သွားပြီးအသက်လူကအတောင်တွေကိုအားကုန်ခတ်ပါတော့တယ်ပြုတ်ကျနေတဲ့အချိန်မှာသူ့ဘဝတစ်လျှောက်အပြန်မတက်လို့အဆက်ကွဲခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်သတိရလာပါတယ်ငါဒီတစ်ခါတော့မရှုံးတော့ဘူးဆိုပြီးအားကုန်အတောင်ခတ်လိုက်တဲ့အချိန်ပထမဆုံးအကြိမ်သူတကယ်ပြန်နိုင်သွားခဲ့ပါတယ်ဂိုဘီဟာကောင်းကင်ထဲမှာလွတ်လပ်စွာပြန်တန်းနေပြီးခဲထရက်ခါကလည်းအရန်ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျမိပါတော့တယ်အဲ့ဒီနောက်ဂိုဘီဟာ Master စီမှာနေ့တိုင်းလေ့ကျင့်ရင်ပြန်တန်းစွမ်းရည်တွေတဖြည်းဖြည်းတိုးတက်လာပါတော့တယ်တညမှာတော့ Master က Miniman City ကိုဘာလို့သွားချင်တာလဲလို့မေးပါတယ်ဂိုဘီကကျွန်တော်မိသားစုအစစ်မှန်ကိုသိချင်လို့ပါလို့ပြန်ဖြေလိုက်ပါတယ်ဒီဖြေကိုကြားပြီး Master ဟာ Goldbeak ဟာသူထင်ထားတဲ့ကလေးမှန်ပဲဆိုတာသိချသွားပါတယ်။ဒါကြောင့် Evan City ရောက်ရင်မြို့တော်ဝန် Flutterclaw ကိုသွားတွေ့လိုက်။မင်းလိုချင်တဲ့အဖြေအားလုံးကိုသူပေးလိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာ Goldbeak နဲ့ Catrack တို့ဟာ Master နဲ့ Shanks ကိုနှုတ်ဆက်ပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့ Evan City စီကိုဆက်လက်ခီးနှင်လိုက်ကြပါတော့တယ်။